အဲ့ဒီမလုပ်တတ်တာရောပြင်းနေတာရောပေါင်းပြီးတော့မတင်ဖြစ်တဲ့ concept vlog ပေါ့နော်ဒါပေမဲ့လည်း festival concept ဆိုတော့ I just want to keep it as a memory and ဒါလေရင်သွားစီပါတယ်လေရင်ဟိုမှမသွားတော့ဘူးဆုံးဖြတ်ထားပြီးရနေပြီးတော့မှသွားမယ်ဆိုပြီးတော့သွားမယ်မနေ့လို့သွားမယ်ဆိုညကျမှဖြတ်လိုက်တာဆိုတော့နည်းနည်းတော့အားချင်ဖြစ်သွားပြီးတော့ဝတ်စားကလည်းရှိတဲ့နှစ်စုံပဲပါသွားတော့မှတစုံမှပန်းရအောင် theme နဲ့တခုမှတစ်ထဲမှမရှိရနဲ့ဆိုပြီးတော့ neck time လေးလာနေတဲ့အဆင်ပြေမယ်ထင်တာလေးကောက်စီသွားပြီးတော့ထဲထဲဝင်သွားလိုက်တာဒါပေမဲ့အကုန်လုံးကမိုက်လှလှလေးတွေကြီးပဲလာတယ်လို့တဲ့လာတဲ့များလူတွေကပြီးတော့တေအောင်လည်းပျော်ခဲ့တယ်ဒါကထဲထဲဝင်သွားပြီးတော့ဝင်ချင်းမှာပဲပုံရိုက်လို့မရဘူးဆိုပြီးတားခံရလို့ခိုးရိုက်ခဲ့ပါတယ်ကွန်းဆက်အပြီးအပြင်မှာတွေ့လို့လှလို့ရိုက်လာပါအတန်လည်းပြီးပွဲဟွာလည်းပြီးတော့ဘာတန်မှမထွက်တော့ဘူးလေကျောင်းကအဲ့ဒါကိုကာရာโอเกရောက်သွားလိုက်သေးဒါကကွန်းဆက်မတိုင်ခင်ညလားမသိဘူးအဲ့ဒီကအကိုရဲ့အမရဲ့နဲ့လျှောက်သွားပုံလေးလျှောက်ရိုက်မုန်းလေးလျှောက်စားshe were crossing I think this is and that's it